န်ကောက်မှာ luxury ဆန်ဆန်ကြည်ကြည်ဝန်းဝန်းနဲ့မိသားစုလိုက်နေလို့ရမယ်ဆက်တာစီရီဘန်နာဆက်တာစီရီဘန်နာဒူဝနာဘူမီကအကောင်းဆုံး location modern classic design နဲ့ကျယ်ဝန်းတဲ့ grand double volume space တို့ကိုပေါင်းစပ်ထားတဲ့ high end residential luxury project တစ်ခုဖြစ်ပါတယ်Glory, Victory, Mastery, Magistry, Meridian ဆိုပြီးအိမ်မျိုးစား၅မျိုးရှိပါတယ်။အိမ်တစ်မျိုးချင်းစီမှာမတူညီတဲ့အကျယ်ဝန်းရှိပြီးတော့204 student meter ကနေ400 student meter အထိကျယ်ဝန်းပါတယ်။ Master bedroom နဲ့မှာဆိုရင် walk-in closet နဲ့ bathtub လည်းပါဝင်ပါတယ်။ Double living area ပါဝင်တဲ့အတွက်ကြောင့်မိသားစုဝင်များတဲ့သူတွေအတွက်အထူးအဆင်ပြေစေမှာဖြစ်ပါတယ်။ Swimming pool, fitness, meeting room အစရှိတဲ့ facility တွေပါဝင်မှာဖြစ်ပါတယ်။ facility တွေအားလုံးကို luxury ဖြစ်စေဖို့အတွက်အဆင့်မြင့် design နဲ့ branded ပစ္စည်းတွေကိုပဲရွေးသုံးပေးထားပါတယ်။လူကြီးမင်းတို့အနေနဲ့ဆက်တာ series banner တူဝနာဘူမီကိုစိတ်ဝင်စားလို့အခန်းကြည့်နေဆိုရင်တော့အခုပဲ Sky Asset ကိုဆက်တင်နိုင်ပါတယ်။